အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုကတော့ C# environment setup ပေါ့နော် C# programming ကိုစပြီးတော့လေ့လာမယ်သင်ယူမယ်လူတွေအတွက်ကျွန်တော်တို့မဖြစ်မနေဒီ environment setup တွေတည်ဆောက်ထားဖို့လိုပါတယ်အဲ့တော့ C# environment setup မှာဘာတွေလိုလဲပေါ့နော်C# programming အတွက်အဓိကဦးတည်ပြီးတော့လိုအပ်တဲ့ software တွေကိုကျွန်တော်တို့ download လုပ်မယ် install လုပ်ရပါမယ်အဲ့ဒါလေးကိုကျွန်တော်ဒါလေးကိုနမူနာလေးပြပေးမှာပေါ့ဆိုတော့ဘာတွေလိုလဲပေါ့ဘာတွေလိုလဲဆိုတော့ကျွန်တော်တို့မှာ3ခုပေါ့နော်ပထမဆုံး Visual Studio ဆိုတာလိုတယ်ပြီးလို့ရှိရင်တော့ကျွန်တော် Get for Windows ဆိုတာသွင်းမယ်ပြီးလို့ရှိရင်တော့ကျွန်တော် GitHub account ပေါ့နော် account လေးရှိဖို့လိုမယ်အဲ့တော့ဒီ3ခုကျွန်တော်တို့အစအဆုံးသွင်းဖို့လိုပါမယ်အဲ့တော့ကျွန်တော်ဒီအောက်မှာလည်းကျွန်တော် mention လုပ်ပေးထားပါတယ်ဆိုကျွန်တော်ကlink လေးတွေကျွန်တော်ထည့်ပေးထားတယ်ဒီ link လေးကိုရိုက်ပြီးတော့လည်းရှာလို့ရတယ်ဒါမှမဟုတ်ရှင်လည်းကျွန်တော်တို့ Google မှာ search engine မှာကျွန်တော်တို့ဒီစာသားလေးတိုင်း Visual Studio လို့ရိုက်လိုက်ဒါမှမဟုတ်ရှင် Get for Windows လို့ရိုက်လိုက်ဒါမှမဟုတ်ရှင် GitHub account လို့ရိုက်ပြီးတော့ကျွန်တော်တို့ရှာလိုက်လို့ရှင် software လေးကိုထွက်လာမှာပေါ့ okay အဲကျွန်တော်နည်းနည်းလေးပြရအောင်ကျွန်တော် browser ဖွင့်ပါမယ် browser ဖွင့်ပြီးတော့ကျွန်တော်သွားမယ်ပေါ့နော်ပထမဆုံးကျွန်တော်တို့ VIS ရဲ့ Visual Studio ပေါ့အဲ့မှာကျွန်တော်တို့ဒီ downloads ပေါ့နော် downloads ကိုသွားလိုက်ပေါ့အဲ့ဒီမှာကျွန်တော်တို့ဘာရှိလဲဆိုလို့ရှိရင် community professional enterprise ဆိုတာရှိတယ်အဲ့မှာကျွန်တော်တို့က community version ကိုပဲ download လုပ်မယ်နော်community version free download လုပ်လိုက်ပြီးလို့ရှိရင်ကျွန်တော်တို့ install လုပ်ကြမှာပါဗျာနော်ဒါလေးပါပဲအရင်ဘာမှမခက်ခဲဘူးအကုန်လုံး next ဆိုလို့ရှိရင်ပြီးတယ်ပေါ့နော်ကျွန်တော်အဲ့လိုမျိုးသွားလို့ရတယ်ပေါ့နော် okay ကျွန်တော်အဲ့ဒါလေးကို sample လေး down ပြမယ်ပေါ့ဒီမှာ download သွားပြီပြီးလို့ရှိရင်ကျွန်တော်ဒါလေးကို click နေလိုက်မယ်ပြီး run ပေါ့ဗျာပြီးလို့ရှိရင်ကျွန်တော်တို့ပေါ်လာမယ်ပေါ့နော်ခဏလေးစောင့်မယ်ဒီလိုပုံစံလေးပေါ်လာမယ်ကျွန်တော်တို့ခဏလေးစောင့်မယ်ပေါ့နော်โอเคဒါကပထမဆုံးစသွင်းတဲ့လူတွေအနေနဲ့ဒါကြုံရမယ့်ဥစ္စာလေးပါနော်ဒီကောင်လေးတွေဒီ dialog တွေတက်လာမယ်ဒီ dialog တွေမှာလည်းဘာမှလုပ်ဆံမလို့ next တော့ okay လို့เนาะဒါလိုမျိုးလေးလုပ်ပေးရုံပဲပေါ့ဒါကကျွန်တော်မှရှိပြီးသားမဟုတ်လို့ပေါ့နော်မရှိသေးတဲ့လူဆိုတော့ဒါမျိုးမမြင်ရဘူးเนาะတမ်းပြီးမြင်ရမယ်ဘယ်အချိန်မှမြင်ရဘယ်လိုမြင်ရမလဲဆိုတော့ဒီလိုပုံစံလေးပေါ့ဟဲ့အဲ့မှာကျွန်တော်တို့ဘာတွေလုပ်ပေးဖို့လိုလဲပေါ့ဘာလို့ပြောလို့လဲဆိုတော့ဒီ web and cloud ဆိုတဲ့တဲမှာကျွန်တော်တို့ ASP.NET development ပေါ့နော်ဒါလေးအမှန်ချပေးဖို့လိုတယ်ပြီးလို့ရှိရင် .NET desktop development ပေါ့နော်ဒါလေးအမှန်ချပေးဖို့လိုပါမယ်ဒီနှစ်ခုပါပြီးလို့ရှိရင်ဒီဘက်ညာဘက်အချမ်းလေးထဲမှာကျွန်တော်တို့ကဒီ .NET multi platform လို့နော်ဒီမှာ ASP.NET web development နော်ဒီကောင်လေးအဲ့မှာကျွန်တော်ကိုဒီ 4.8 development tools နဲ့ပြီးလို့ရှိရင်ဒီ 4.6.2 ဒီကောင်လေးတွေ on ပေးရမယ်အဲ့တော့ဒီပုံစံတိုင်းလေးပေါ့ဗျာနော်ဒီဗီဒီယိုမှာပါတဲ့ပုံစံနဲ့ chat box လေးတွေ on ပေးရမယ်ASP.NET web development မှာเนาะအဲ့ဒါလေးပဲပြီးလို့ရှိရင်ဒါ .NET ကတော့ဒါ API ဒါလည်းဒီတိုင်းလေးပဲဟောမယ်ဒီတိုင်းလေးပြီးလို့ရှိရင် .NET desktop development မှာလည်းအဲ့တိုင်းပဲကျွန်တော်ဘာလို့လိုမလဲပေါ့เนาะဒီအမှန်ချစ်လေးတွေတိုင်းကျွန်တော်ကိုအမှန်ချစ်လေးထည့်ပေးပေါ့ဟုတ်ပြီဒါကတော့ကျွန်တော် database အတွက်ကျွန်တော်လိုအပ်တဲ့ဥစ္စာလေးထည့်လို့ရတယ်ပေါ့เนาะအဲ့ဒါကပဲမှာလဲဆို individual components မှာအဲ့ဒါလည်းခုနဒီ link to SQL ဆိုရှင် link to SQL လို့ရှာလိုက်လို့ရပါတယ် LINQ လို့ရှာလိုက်လို့ရှင်ဒီကောင်လေးထွက်လာတယ်အကောင်လေးကိုလည်းအမှန်ချက်ပေါ့ပြီးလို့ရှင်တော့ကျွန်တော် install လုပ်ပေါ့ဒါပါပဲဒါလေးကိုကျွန်တော်ကြော်လိုက်တော့မယ်ဒါက Visual Studio ဆိုတဲ့ကောင်သွင်းဖို့ပေါ့နော်နောက်တစ်ခုကကျွန်တော် Get for Windows ပေါ့ဗျာနော်Get for Windows ဆိုရှင်ဒီကောင်လေးပေါ့ဗျာနော် Get install ပါအဲ့မှာကျွန်တော်ကဘယ်ကောင်အတွက်ကျွန်တော်ရဲ့ကိုယ့်ရဲ့ CPU ကြီးပေါ့နော် CPU က64 bit လား32 bit လားပေါ့နော်များတော့ပြန်အကုန်လုံး64 bit တွေပါပဲအဲ့တော့ Get for Windows မှာ64 bit setup ပေါ့နော်ဒီ standalone installer ဒါကောင်လေးကို down ပေါ့ down ပြီးလို့ရှိရင်ထုံးစံတိုင်းပဲ next ဆိုပြီးတော့သွားလိုက်လို့ရှိရင် install ပြီးသွားလိုက်မယ်နော်နောက်တစ်ခုကတော့ GitHub account ပေါ့ဗျာနော် github.com ဆိုတဲ့ဒီမှာကျွန်တော်တို့ account သွားဖွင့်ရမှာပေါ့နော်ဆိုကျွန်တော်ကမရှိသေးတဲ့လူတွေကကျွန်တော်တို့ဘယ်လိုပုံစံမျိုးဒီလိုပုံစံလေးမျိုးနေမှာကိုမှ email လေးရှိရဆိုရင်ကိုမှ Gmail လေးထည့်လိုက်ပြီးလို့ရှိရင် sign up လုပ်လိုက်ဒါပါပဲ password လေးပါလေးထည့်ပေါ့နော်ဆက်သွားရမယ်အဲ့တော့ GitHub account လေးရမယ်အဲ့တော့ဒီ3ခုပဲ
ဒီ3ခုရဲ့ဒီ download link တွေကိုလည်းကျွန်တော် description ထဲမှာထည့်ပေးထားမယ် video ရဲ့ description ထဲမှာနော်အဲ့တော့ဒါလေးတွေ install လုပ်ရမှာဒါကတော့ installation အတွက်ဒီ3ခုလိုတယ်ဒီ3ခုအရင်ဆုံးသွင်းပေးပေါ့နော်နောက် video မှာတော့ကျွန်တော်တို့ programming ကိုစပြီးတော့ဘယ်လိုရေးမလဲဆိုတာလေးတွေကျွန်တော်ဆက်သွားမယ်ပေါ့အားလုံးပဲ thank you ပါကျေးဇူးတင်ပါတယ်